ဘလို့တောက်ဝင်ယုံကြည်မှုနဲ့ကိုးကွယ်လဲ ကျမတို့ကဗုဒဓဘာသာထေရဝါဒစစ်ပါရှင်ဘုရားမှတပါကိုးကွယ်ရမရှိပါဟုတ်ဟုတ်ကျတဲ့ဟာတွေဓာတ်တွေနော်ဒါတွေကလကကံကိုင်းကြီးကျိုးပဲကျမဗုဒ္ဓဘာသာမှန်ဒါတွေကလကရှောက်လုံနေတာဒါ ဟုတ်အချို့ကြလည်းအဲ့လို social media မှာဟိုပွဲဖြစ်အောင်လုပ်ကြတာတွေရှိရပေါ့နော်အတန်းရှင်း ချာနီနဲ့လုပ်ပါကိုယ့်ရဲ့ ability ကိုယ့်ရဲ့တက်ဆွမ်းတဲ့ပညာနဲ့လုပ်ပါဒါမျိုးလူတွေကိုချိန်လား6လား9လားယူလားပြပြီးတော့မှကလေးတွေကိုယုံမှတန်တရားဖြစ်အောင်ကိုယ့်ရဲ့ဘာသာသာသနာယုံလွှမ်းအောင်တော့အဲ့လိုမျိုးလုပ်တာမျိုးတော့ကြီးလေအောက်တန်းကြတယ်လို့တော့ကျွန်မမြင်တယ်ဟုတ်တယ်မလား social media မှာအောင်မြင်ခြင်းဥမာတချင်းကောင်းအောင်ဆိုပြလိုက်ဟုတ်လားအင်းကောင်းအောင်ချက်ပြလိုက်ဟုတ်လားကောင်းကောင်းဟိုကိုယ့်ရဲ့ ability တစ်ခုခုပေါ့အမ designer လား makeup ဆရာလားကိုယ့်ရဲ့ designer တက်ကြွတဲ့ပညာတစ်ခုခုနဲ့social media မှာနာမည်ကြီးအောင်လုပ်လို့ရပါတယ်ဘာယူပြမူပြဟို sign wine တွေရှောက်ကရှောက်ယူပြီးတော့မှနှက်ဦးတာတွေဓာတ်ကင်တာတွေဟိုဟာတွေဒီဟာတွေရှောက်မပြောနဲ့အဲ့ဒါတွေကဘာသာကိုရှမ်းထိကိုင်နေတာစေတယ်ပြောနေလုံးဝမကောင်းလုံးဝမမိုက်ရတာဟောအဓိကကတော့ဒါမဲသိဆိုလို့ကျင်တာဒါကိုယ့်ရဲ့စစ်မှန်တဲ့ ability တစ်ခုခုနဲ့ပဲဒါအောင်မြင်လို့ချစေချင်တာပေါ့တချင်းကောင်းဆိုပြလိုက်ဟုတ်လားကိုယ့်ရဲ့ ability ဥပမာပေါ့အရန်အကတော်တယ်ရန်တချင်းဆိုကောင်းတယ်အရန်ကိုဟိုဗလဲ make up ပြင်တာအရန်တော်တယ်ဟာစပင်းပညာအရန်တော်တယ်ဒါတွေကကိုယ့်ရဲ့ ability နဲ့၆ပြစမ်းမှာနာမည်ကြီးအောင်လုပ်စမ်းမှာအခုကဒီလိုမျိုးဟိုဆယ်လီဖြစ်ချင်တာနဲ့ဒါမျိုးတွေရှောက်လို့တာဒါဆယ်လီမဟုတ်ဘူးဒါကြတော့ back popular လို့ခေါ်တယ်အရန်မှန်ပါတယ်ဗုဒ္ဓဘာသာဝင်ရဲ့လို့ဖြစ်လာပြီဆိုရင်ဖရာတရားတန်ခါယရနာ၃ပါးမှလွဲ၍အခြားသောရှိခိုးကိုးကွယ်စရာတွေအပိုရှာစရာလုံးဝမလိုပါဘူးဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလျက်နဲ့ဖရာတရားတန်ခါယရနာ၃ပါးအပြင်အခြားသောရှိခိုးကိုးကွယ်စရာအပိုတွေရှာနေခြင်းဟာမိမိမှာတန်ဖိုးဖြတ်မရတဲ့ကြောက်မြတ်ယရနာရှိပါလျက်နဲ့လမ်းပေါ်ကတန်ဖိုးမဲတဲ့ကြောက်စလိတ်ခဲကိုတန်ဖိုးထားပြီးလိုက်ကောက်နေသလိုဖြစ်နေပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်အချို့ကိုပြောချင်တာကမိမိမှာတန်ဖိုးဖြတ်မရတဲ့ဖရာတရားတန်ခါယရနာ၃ပါးရှိနေတဲ့အတွက်ကြောက်စလိတ်ခဲနဲ့အလားတရံတူတဲ့အခြားကိုးကွယ်စည်းကပ်စရာအပူတွေမရှာပါနဲ့ဖရာတရားတန်ခါယရနာ၃ပါးကိုကိုးကွယ်စည်းကပ်ပြီးတော့တန်တရာဝိဆင်းရဲကလွတ်မြောက်အောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်